Okay အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ဗာ software မှာသုံးစရာမလိုဘဲနဲ့ဒီလိုမျိုး software တွေအများကြီးဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတာကိုပြန်လည်ဝင်ရောက်ပေးသွားဖြစ်ပါတယ်နော် Okay ဒီနေ့လေးကိုစိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော် Okay ဒါဆိုကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်နော်Okay မင်္ဂလာပါရေဆုံးနေနဲ့စတဲ့ထဲကိုဝင်လိုက်ပါနော် Okay ထဲရောက်ပြီဆိုရင်ဘောကိုနည်းနည်းလေးဆွတ်တင်လိုက်ပါနော် Okay ဒီမှာ APP ဆိုတာလေးရှိရနော်အဲ့ထဲကိုဝင်လိုက်ပါနော် Okay ဒီလိုလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ GUAL.app ဆိုတာလေးကိုနှိပ်လိုက်ပါနော်Okay ကျွန်တော်ရဲ့ channel လေးနဲ့မိတ်ဆက်ပြစေနော်ကျွန်တော်ရဲ့ channel လေးကကျွန်တော်တီတလောတတလောဤပညာလေးတွေကိုပြန်လည်ဝင်ပြပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားတဲ့ဆိုရင် subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်တော့ပေးဖို့တောင်းဆိုလိုက်ပါရနော် Okay ဒီမှာကျွန်တော်တို့ watch channel software လေးကိုရှာလိုက်ပါနော် Okay တွေ့ပြီဆိုရင်ကျွန်တော်တို့ဒါလေးကိုဖွင့်ပေးလိုက်ပါနော် Okay ဒါဆိုကျွန်တော်ပြန်ထွက်လိုက်မှာနော်ဒီမှာကျွန်တော်တို့နောက်တစ်ခုရှိသေးတယ်ခဏကပြတ်သွားတယ်လို့မျိုးမလုပ်ရှင်ဘူးဆိုရင်ဒီမှာ DUAS dance sorry ကျွန်တော်တို့ဒီမှာရှာလိုက်မယ်နော်ဒီမှာတော့အဲ့ထဲဝင်လိုက်အဲ့ဆိုရင်ကိုဒီမှာကို watch channel software တွေကျွန်တော်ရှာလိုက်မယ်နော်ရှာရင်ကျွန်တော်ဒီမှာ Okay ဒါဆိုကျွန်တော်တို့ကို watch channel software တွေဒီမှာဖွင့်ပေးလိုက်ရပြီနော် Okay ဒါဆိုကျွန်တော်တို့ပြန်ထွက်လိုက်မှာနော် Okay ကျွန်တော်ခုနပွားခဲ့တဲ့ software ဒီမှာနှစ်ခုဖြစ်သွားတယ်နော် Okay ဒီနေ့လေးကတကယ်လို့ message တွေကျူးရှင်မလို့ထင်ပါတယ်နော် Okay ဒါဆိုဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကျွန်တော်လည်းတော့တူပဲပါနော် Okay အားလုံးပဲပြပြဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကြောက်ချင်နေလိုက်တာကျေးဇူးတင်ပါတယ်နော်